မြတ်စွာဘုရားနတ်ကိုမပူဇော်ရဘူးလို့မဟုတ်ဘူးနတ်ကိုကိုးဝဲတာနဲ့ပူဇော်တာနဲ့တခြားစီရောထွေးပြီးတော့မပြောချနဲ့ပေါ့နော်ရောထွေးနေကိုးဝဲတယ်ဆိုတာနတ်ခိုင်းတာအကုန်လုံးပဲကျန်တာနတ်ကအကုသိုလ်လုပ်ဆိုလဲလုပ်ပဲနတ်ရဲ့ကိုးဝဲတာဆိုတာဒေဝတံတရဏံခိစ္ဆာမိမှာနတ်ကိုးဝဲတာဖြစ်တာနတ်တွေကိုပလိနသပေးတာတို့ဒီအုံဆွဲတာတို့ငပြောပွဲလှုပ်တာတို့သူတို့ကိုပူဇော်တာဆိုတာကိုယ်အိမ်လာတဲ့လူတောင်ကြွေးရမွေးရသေးတာပဲလေကြွေးမွေးတာအဲ့တော့သူတို့ကိုမိတ်ဆွေမပြတ်ဆက်ဆံတဲ့သဘောပဲအကောင်းဆုံးဒေဝတာပလိကတော့ကုသိုလ်ကောင်းမှုလုပ်ပြီးသူတို့အမြတ်တမ်းပေးဝေတာတော့အကောင်းဆုံးပဲသူတို့ရမှာပေါ့ငပြောသည်ဆွဲအုံသည်ဆွဲလို့လေသူတို့စားမှာမဟုတ်တာရှိဘူးနော်အဲ့တော့အကောင်းဆုံးကတော့ဟိုအရက်တွေပါတွေဆက်တဲ့နတ်တော့မကိုးပါချင်မဆွဲနဲ့ပေါ့အရက်တွေပါတွေကြတော့ကြက်တွေပါတွေတတ်ပြီးလှုပ်တာတော့မလှုပ်နဲ့ပေါ့အာဟုဆိုဖြစ်မဲ့လှုပ်ဆိုမလှုပ်အောင်ဒါဘယ်နတ်ကပါကြိုက်မကြိုက်အဲ့တော့ကိုကမိဘရိုးရာပူဇော်နေကြဟာအပြစ်ကင်းတဲ့ဟာဆိုလို့ရှိရင်မိတ်မပြတ်ဆွေမပြတ်လှုပ်တာမြတ်စွာဘုရားကိုယ်တိုင်ကဒီသုတ်တံမှာဟောတာဒေဝတာပလိရှိရတယ်တော့တပည့်တော်အုံးလည်းမဆွဲဘူးငပြောလည်းမဆွဲဘူးဆိုရင်လှုပ်တဲ့လှုပ်ထိုက်တာဘာလို့ဆိုကိုယ့်အိမ်မှာနေတဲ့ကိုဘာလို့ရမလဲဆိုလို့ရှိရင်ဖရာပူဇော်ပြီးတော့အမြတ်တမ်းပေးဝေမယ်မေတ္တာပို့မယ်ဒါကတော့အကောင်းဆုံးပဲဒါလည်းပြစ်ထားတာမဟုတ်မမြင်အပ်တဲ့အရာတွေကများစွာရှိတယ်လေများစွာရှိတော့သူတို့နဲ့တော့ရံမဖြစ်နဲ့ပေါ့ရံသွားဖြစ်ရင်ကတော့တိရစ္ဆာန်နဲ့ရံဖြစ်တောင်ကိုယ်ဒုက္ခပေးမှာပဲအိန္ဒဏီချင်းနဲ့ရံဖြစ်လဲကိုယ်ဒုက္ခပေးမှာပဲအဲ့တော့ဘယ်သူနဲ့မှရံမဖြစ်တယ်မိတ်ဆွေဖြစ်အောင်နေရမယ်လို့ဆိုလို့အဲ့ဒါဒေဝတာပလိလို့ပြောတာဟိုနတ်ပွဲတွေသွားပြီးဟိုဘုံနဲ့တိကတာမျိုးပြောတာမဟုတ်ဘူးနော်ပြောတာမဟုတ်ဘူးကိုယ်အိမ်မှာငကောပူဇော်နေကြဆိုပူဇော်အမျှဝေနေကြဆိုဝေးအဲ့ဒါလို့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်လို့ဆိုလို့ဒါမှမြတ်စွာဘုရားကိုယ်တိုင်ကိုယတမိပရိသေကပိတိဝါတံပဏိတဇာတိယောနေရာအစ်ကိုနေတော့မယ်ဆိုလို့ရှိရင်တဲ့သီလဝန္တိထဘောဇိတဝတင်ညတိဗြဟ္မစာလေကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုပင့်ပြီးတော့ဒါနကောင်းမှုလုပ်ပါတဲ့လုပ်ပြီးယာတထဒေဝတာအာတုံတာတန်တက်ခိနမာတိတိအဲ့ဒီအိမ်သစ်နေရာသစ်မှာနတ်တွေဆိုတာရှိနေတတ်တယ်တဲ့သူတို့ကိုမျှဝေလိုက်ပါတဲ့အမျှဝေရင်အကျိုးကဘာတော့ဆိုမာပုစိတာနံပုစယန္တိမာနိတာနံမာနိတာမာနိယန္တိနာကိုသူတို့ကိုပူဇော်ရင်သူတို့ကလည်းကိုပြန်ပူဇော်တယ်ဒေဝတာနုကံပိတောပောသောတရာဘတ္တရာနိပတ္တိနတ်တွေကကိုယ့်ပေါ်မှာလိုလားဆောင်းလျှောက်ပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကောင်းတာတွေနဲ့ကြီးပဲကြုံရတယ်လို့ဒီလိုဟောတာဗျာနော်ဒီလိုဟောတာအဲကြောင့်ဘယ်ကိစ္စပဲဖြစ်ဖြစ်အစွမ်းမရောက်စေရဘူးအမှန်သိဖို့လိုအပ်တယ်ပေါ့အမှန်သိဖို့လိုအပ်တယ်ကိုးကွယ်တာနဲ့ပူဇော်တာနဲ့တခြားစီပဲကိုယ်အိမ်လာတဲ့လူကိုကော်ဖီလေးတိုက်ဒါကိုးကွယ်တာမှမဟုတ်တာကျွေးတာလေအဲ့တော့ကိုးကွယ်တယ်မဟုတ်ဘူးကိုးကွယ်တာဒါမျိုးပြောတာမဟုတ်ဘူးဆရာတင်ပြီးတော့သူခိုင်းတာတွေအကုန်လုံးထားအဲ့ဒါမှကိုးကွယ်တာအဲ့ဒါကြတော့ကိုးကွယ်တယ်လို့ခေါ်တယ်